စာဖတ်တာကိုပြင်းစရာကောင်းတဲ့အိမ်စာတွေလုံနေရတယ်လို့ပဲထင်နေတော့လားဒါဆိုဒီလိုပြောင်းထည့်ကြည့်လိုက် just kidding လူတို့ရဲ့အလုပ်ကိစ္စဆောင်ရွက်ဟူသူများတို့ကိုအလေးချင်းကစီမံဖန်တီးပေးလျက်ရှိတာစာပေဖတ်ရှုမှတ်သားခြင်းမှာလည်းဤရဲ့လေးချင်းရဲ့ဆက်သွဲကလုတ်ကင်းသည်မရှိနိုင်ဘူးပေါ့ဗျာတို့နေချိုးသောသူတို့ကခြားသောရာကိစ္စကိုလိုလျင်အလေးချင်းပြုတော့လဲစာပေဖတ်ရှုရင်နဲ့ဆိုင်ရင်တော့အလေးချင်းပြုမှရနိုင်ပြီကိုတတိမထားဖတ်လို့တော့အခါဖတ်နိုင်သည်ကိုအထင်ရှိကဖတ်လို့မှတ်လို့တော့အခါမှာဖတ်ရှုခြင်းပြုတတ်ကြသေးရဲ့ဗျထိုအခါဖတ်လိမ့်မလိမ့်မရှိတော့ကြောင့်မဖတ်နိုင်မမှတ်နိုင်သည်ကိုတွေ့ရတော့အခါစိတ်ပြက်လျက်တောင်းတောင်းမြောက်မြောက်အပြစ်လေးဖို့တတ်ကြသေးရဲ့ဗျဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ဘယ်လိုလေ့ကျင့်နေလဲပြုပြင်ပေးတယ်ဟုတ်ပါရှင်ရှင်ဆုံးနိုင်ပါတဟာတင်ကြောက်တယ်မဟုတ်ပါဘူးတင်ဟာစားဖတ်ဖို့ကြိုးစားနေသူဖြစ်လို့ကိုလူရှိရှိရဲ့ယုံထပါမကားမြင့်တဲ့တွေ့ဝင်လာရဲဆိုတာကိုမြင့်တင်ကြလို့ပါပဲဒါကြောင့်ကိုပြည့်မတင်ပါနဲ့ဒီလိုခံစားရတာပုံမှန်ပါပဲရှင်နံပါတ်1စားဖတ်ခြင်းကိုတောင်းရင်မဟုတ်ပဲပန်းပြခြင်းဖြစ်ပြန်လဲသတ်မှတ်ပေးပါစားဖတ်တဲ့စာအုပ်ကိုတေချာရေးပါကိုစိတ်ဝင်စားတဲ့အကြောင်းအရာခီးသောဆုံးတည်ခြင်းမှုစိတ်ပညာဝိသုတတူလေးဖြုတ်ဖို့ရည်ကြည်ပါရဲ့ဆောင်းပတ်ခင်မှာစိတ်ဝင်နေအောင်ထားပါဥပမာတချင်းအေးလေးနားထောင်တာဖြစ်ဖြစ်ရင်းနှီးချမ်းလေးတောက်တာဖြစ်ဖြစ်လုပ်ပြီးမှစားဖတ်ပါနံပါတ်2စားဖတ်ချိန်ကိုတူရအောင်ထားပါဒီနေ့ကို15မိနစ်လောက်နဲ့စားပါဒါဆိုတစ်ပတ်ကို3မျက်နှာ20-30လောက်ဖတ်မိသွားမှာပါ promoter teach ကိုတုံးပါ25မိနစ်စာဖတ်9မိနစ်နာယူဒီလိုလုပ်ရင်ပြန်မနိုင်ဘူးဖြစ်တော့ဘူးရှင်နံပါတ်3စာဖတ်ပြီးရင်ကိုချီကျူပါငါဒီနေ့15မိနစ်လောက်စာဖတ်လိုက်တယ်ငါတို့တနေပြီဆိုပြီးကိုအားပေးပါ checking လုပ်ပါဘယ်နှမျက်နှာဖတ်ပြီးပြီလဲဆိုတာမှတ်ထားပါတိုးတက်မှုမြင်ရင်စိတ်အားတတာလက်သဘာဝဖြစ်လို့သင်ကြွမိနစ်နဲ့တနေ့ရလက်ကွဲပြားနေမှာပါစာဖတ်နိုင်မှုကိုကျွန်တော်တို့ဘယ်လိုမြင့်တင်နိုင်မလဲနီးလန်းတွေရောရှိတာဟုတ်ကဲ့ရှိပါတယ်ရှင်းလို့ကျွန်မဝင်ပြောပြရစီစာဖတ်တဲ့အခါခဲတံနဲ့မှတ်သားဖတ်ပါဒါဆိုအာယုံစိုက်မိပါတယ်စာဖတ်ပြီးရင်အနှစ်ချုပ်ရေးပါ3-4ကြောင်းလောက်ပဲရေးပါဒါဆိုကိုဖတ်ထားတာမှတ်မိပါတယ်အတန်ထွက်ဖတ်ပါဒါဆိုစာကိုနားလည်ပါတယ်ပတ်ဝန်းကျင်ကိုပြင်ဆင်ပါစာဖတ်တဲ့နေရာကိုတတ်တတ်ရှင်းရှင်းထားပါဖုံးကိုဝေးမှထားပါဒါမှမဟုတ်ဆိုင်းလာမှုချထားပါစာအုပ်အသေးလေးတွေ e-book တွေကိုနဲ့အတူဆောင်ထားပါအချိန်ရတဲ့အခါချက်ချင်းဖတ်လို့ရအောင်ပါအဲ့ဒါဆိုသစ္စာပတ်စွမ်းရည်ကတစ်နေ့ထက်တစ်နေ့မြင့်လာမှာပါဟုတ်ပြီစာဖတ်တာကကဘာအကြောင်းကိုဘာလို့နားလဲစေရလဲစာဖတ်တာကကျွန်တော်တို့ရဲ့အုံနောက်ကိုလေ့ကျင့်ခန်းလုပ်ပေးနေတယ်လို့ဖြစ်နေပြီးတော့ကဘာကြီးကိုနားလဲစေဖို့ကဘာကြီးကိုနားလဲဖို့ reason 3ခုလည်းရှိပါသေးတယ်ပြောရရင်တော့အဓိက3ချက်ပေါ့ဗျာတဲ့ဘဝတုဒ္ဒတိုးစေရယ်နဲ့မြင်နိုင်စွာတိုးစေရယ်3စေခြင်းညာရင့်တန်စေရယ် critical thinking skill လို့ခေါ်တဲ့ skill တွေကောင်းမွန်လာတယ်ပေါ့ဗျာဆိုတော့စာဖတ်ခြင်းကကျွန်တော်တို့မသိကျွန်တော်တို့မမြင်ဘူးတဲ့ຢာတွေကိုစာမျက်နှာတွေတစ်စင်းကျွန်တော်တို့အတွေးတွေကိုယူဆောင်လာပေးတဲ့သတင်းတော်တွေခုလိုပဲပေါ့ဗျာ Knowledge is power.